ဒါကဘာလို့ဆက်နေဝါလဲ ဒါကကြည်ကံဝါဖြစ်ပါတယ်တဘာဝအတိုင်းပုံစံထန်ထူးထူးခြားခြားကြီးထွားလာတဲ့တအားကိုတွေ့ရခဲ့တဲ့ဝါမျိုးစားတစ်မျိုးပါ ဒါကဘာလို့ဆက်နေဝါလဲ ဒါကတရုတ်စင်းရဲသားဝါဖြစ်ပါတယ်တီးတဲ့မျိုးစိတ်တစ်ခုဖြစ်ပြီးဒါနဲ့လှုပ်ထားတဲ့ကုလားထိုင်တွေကကြည့်ရတာလှပတဲ့အပြင်တအားလဲခိုင်ခန့်ပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကရွှေတုံးဝါဖြစ်ပါတယ်ဝါလော့ကရဲ့ရိုးရွှိုက်စလိုတင်စားကြပြီးသူ့ရဲ့အစ်စ်အဖို့ပုံစံထန်ကထပ်ထားတဲ့ရွှေတုံးတွေနဲ့တူပါတယ်လလာပါရွှေငွေတွေတည်ဆောင်လာပေးတယ်လို့အဓိပ္ပာယ်ရပြီးချမ်းသာကြွယ်ဝမှုနဲ့ဂုဏ်တရေရှိမှုရဲ့ပြည့်ရုံလည်းဖြစ်ပါတယ်တစ်စစ်ကိုစက်တန်းကနန်းလောက်ထိတန်ကြေးရှိပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကယဟန္နာဝါဖြစ်ပါတယ်ယဟန္နာဝါရဲ့ပုံစံထန်ကတန်တိကိရိယာနဲ့ခက်ဆင်ဆင်တူပြီးဝါစစ်ပိုင်းကမာကျောကအစ်စ်အမြောင်းပုံစံကလည်းတမူထူးခြားပါတယ်လက်ကင်တို့လိုပစ္စည်းမျိုးတွေလုပ်ဖို့အတွက်အသုံးများပြီးကြာကြာကင်တွေကစားပြီးရဲ့အခါဆိုပြီးတောက်ပတဲ့ပြင်းရောင်ဖြစ်ပြောင်းလဲသွားတတ်ပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကရွှေလျက်စီးဝါဖြစ်ပါတယ်ဒါကတော့ထဲကကျင့်ကြံခြင်းလောကရဲ့နမင်းကြီး၃ပါးပိုင်တစ်ပင်ကစားစရာတစ်ခုပါဒါပေမဲ့ဗီဒီယိုတွေကကတော့ရွှေစစ်စစ်နဲ့လက်လုပ်ပြုလုပ်ထားတဲ့အမှုပညာလက်ရာတစ်ခုဖြစ်ပါတယ်တချောင်းကိုစက်သိန်းထောင်ကြီးတန်ကြီးရှိတာမို့လို့ဈေးနှုန်းကတော့မနှဲပါဘူးတချောင်းကိုစက်သိန်းကနန်းလောက်ထိရှိပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကငကားကြီးဝါဖြစ်ပါတယ်ကဘာပေါ်မှာအဝင်းကြီးဆုံးနဲ့အတုပ်ဆုံးဝါမျိုးစားဖြစ်ပြီးဖက်တောက်ပြီးရင်သမင်းပေါင်းဝိုးဖြစ်လှုပ်ဆောင်သုံးဆွဲနိုင်ပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကကြောက်သားဝါဖြစ်ပါတယ်လူကြိုက်အများဆုံးအသုံးချမှုကတော့အဆင့်မြင့်လက်မှုအမှုပညာပစ္စည်းတွေပြုလုပ်ဖို့ဖြစ်ပါတယ်ကြာကြာကင်တွေကစားပေးရင်ကြောက်စိမ့်ဝါလိုမျိုးပြောင်းလဲသွားတတ်ပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကစတုရန်ဝါဖြစ်ပါတယ်ကလောင်တဲ့စိုက်ခွက်တွေပြုလုပ်ဖို့အတွက်အသုံးပြုနိုင်ပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကဟန်ဝါနီဖြစ်ပါတယ်သူကအပူချိန်ညွန်နေလာတာနဲ့အမျှအယောင်ကပိုပြီးညီရဲလာတတ်ပါတယ်အနီရောင်ကကန်ကောင်းချင်းတွေဆက်တိုက်ဝင်လာပြီးယာတို့အဆင့်ဆင့်တိုးတက်ခြင်းကိုကိုစားပြုတာမို့လို့သူ့ကိုကန်ကောင်းချင်းဝါနီလို့လည်းခေါ်ကြပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကဂုံတရေရှိဝါဖြစ်ပါတယ်ကန်စာရာလက်ဝါလို့လည်းအမည်တွင်ပြီးပြည်တွင်းမှာအတွေ့အများဆုံးအိမ်တွင်းရေဆိုင်အလှဆိုင်ပင်တစ်မျိုးဖြစ်ပါတယ်အိမ်မှာထားရှိခြင်းဖြင့်လလာပါရွှေငွေတွေဝင်လာပြီးကန်စာရာတွေပွင့်လန်းလာစေတယ်လို့အဓိပ္ပာယ်ရပါတယ်အမအနေနဲ့တိုးစရက်လေးတွေမပေးဘဲမကြော်သွားပါနဲ့ဦးဒါမှနောင်လဲစီးဝါလလာပါတွေတရားဟောဝင်လာပြီးစီးစိမ်ချမ်းသာတွေပိုရှန်နေမှာပါ ဒါကဘာလို့ဆက်နေဝါလဲ ဒါကရွှေမြင်ကားကြီးခုံဝါဖြစ်ပါတယ်ဝါပင်စီမျက်နှာပြင်မှာရွှေမြင်တွေရစ်ပတ်နေပြီးငကားကြီးခုံတွေထက်နေတယ်လို့မျိုးရှိတာကြောင့်ဝါလော့ကရဲ့အဆင့်မြင့်စိန်ခံပစ္စည်းတစ်ခုဖြစ်ပါတယ်ဒီလိုမျိုးရွှေမြင်ကားကြီးခုံပုံစံထွက်ပေါ်လာဖို့အခွင့်အလမ်းကတအားကိုနေပါပြီးပုံမှန်အားဖြင့်တောင်းပုံတစ်ပုံတောင်မရှိပါဘူးဒါကြောင့်ဒီလောက်ထိကြီးမားတဲ့ဝါတပင်ကိုစက်သိန်းရာကြီးထိရောင်းချရတာဖြစ်ပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကဝါနဲ့ဖြစ်ပါတယ်ညိုခမ်းဝါတို့မဟုတ်ဝါမေးလို့လဲခေါ်များပြီးရိုးရာဦးရင်ကြံမြေဆက်ပြိုးရေးအလှပင်တွေကတစ်ခုဖြစ်ကတအားကိုကြီးကောင်းတဲ့အလှဆင်ဝါဖြစ်ပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကရှမ်ဖေးဝါဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ဒဏ္ဍာရီအဆန်ဆုံးနမေကြီးဝါမျိုးစားတွေကတစ်ခုဖြစ်ပါတယ်အဆင့်မြင့်ရှမ်ဖေးဝါတွေဟာဝါပုတွေနဲ့လက်ဖက်ပုတီလိုမျိုးအမှုပညာပစ္စည်းတွေပြုလုပ်ဖို့အတွက်ထိတ်တန်းကုန်ကျန်းပစ္စည်းဖြစ်ပါတယ်အထူးသဖြင့်ဖူကျန့်ဝူရီတောင်နဲ့ယူနန်ပြည်နယ်ကထွက်တဲ့ရှမ်ဖေးဝါနီကအဖိုးတန်ဆုံးဖြစ်ပြီးဝါလော့ကရဲ့မင်းဆိုးရစာလို့တင်စားကြပါတယ်ရှမ်ဖေးဝါတစ်လက်မဟာရွှေတစ်လက်မနဲ့ညီမျှတာမို့လို့တစ်ချောင်းကိုစက်သိန်းရာကြီးတန်ကြေးရှိပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကစူးဝါဖြစ်ပါတယ်သူ့ရဲ့အမတ်တညာဖြစ်ဆုံးထူးခြားချက်ကတော့မာကျောတဲ့စူးကြုံကြီးတွေပါရှိနေတာဖြစ်ပါတယ်အကိုင်းခတ်တွေမှာစူးတွေပါတာကြောင့်ကြေးရွာတွေနဲ့အင်ယာဝင်းတွေရဲ့ဘေးပတ်ပတ်လည်မှာခြံစည်းရိုးဖြစ်စိုက်ပျိုးလေးရှိကြပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကလီဝါဖြစ်ပါတယ်ဒါကတော့ဟာလာဟင်းလင်းဖြစ်နေတဲ့နေရာလွတ်တွေကိုအမှုပညာဆန်ဆန်အလှဆင်ဖို့အတွက်အထူးပြုလုပ်ထားတဲ့ဝါပုံတန်ထန်ဖြစ်ပါတယ်သူကတာမန်ဝါတွေလိုမျိုးထွားချမ်းချမ်းတမ်းမနေပဲအိမ်တွင်းကလက်ဖက်ရည်တောက်စားပွဲတို့မဟုတ်စာကြည့်ခန်းတွေထဲမှာထားရှိဖို့တအားကိုတင့်တော်ပါတယ်စူးစမ်းအားထုတ်မှုကအောင်မြင်မှုကိုဆောင်ကျဉ်ပေးရဆိုရဲမြင်မာတဲ့ခန်းစားချက်မျိုးကိုပေးစွမ်းနိုင်ပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကနေမန်ဝါဖြစ်ပါတယ်နေမန်ဝါကိုကောင်းကင်ပုံစင်းလုံးဝါလို့လည်းခေါ်ကြပါတယ်တစ်ချိန်ကတစ်ချောင်းကိုစက်သိန်းကနန်းထိရောင်းချခဲ့ရပြီးအိုးတအိုးကိုတင်အနည်းဆုံးကနန်းလေးလုံးဈေးရှိခဲ့ပါတယ်ပုံစံတူနမူနာပြုလုပ်ထားတဲ့ဝါစစ်ကဒါပဲလို့ပြောကြပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကမုံညင်းဝါဖြစ်ပါတယ်သူ့ရဲ့အမိထဲမှာဝါဆိုရဲစာလုံးပါဝင်နေပေမဲ့သူကဝါမျိုးနွယ်ထဲမှာမပါဝင်ပါဘူးသူ့ရဲ့အကိုင်းခတ်တဲ့အရွက်တွေကဝါသေးလေးတွေနဲ့တူပြီးအညောက်တွေကတိမ်တိုက်တွေလိုဖြစ်နေတာကြောင့်မုံညင်းဝါလို့ခေါ်တာဖြစ်ပါတယ်ကွန်ပျူတာစာပွဲရှေ့စာကြည့်ခန်းတို့မဟုတ်အဲ့ခန်းတွေထဲမှာအလှဆင်ဖို့အတွက်အသုံးများပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကဖန်နန်ဝါဖြစ်ပါတယ်ဝါပင်စီမျက်နှာပြင်မှာထူထဲတဲ့အဖြူရောင်ဖျောင်းမုံလော်တစ်ခုဖုံးအုပ်နေတတ်ပါတယ်ကြည့်ရတာနှင်းတွေဖုံးလွှမ်းနေတယ်လို့မျိုးခံစားရစေပြီးအေးချမ်းစိတ်ငြိမ်တဲ့အဆင့်မြင့်ခံစားချက်မျိုးကိုပေးစွမ်းပါတယ်ဒါကပဲဖန်နန်ဝါဆိုတဲ့နမီဖြစ်ပေါ်လာရခြင်းရဲ့အကြောင်းရင်းဖြစ်ပါတယ် ဒါကဘာလို့ဆက်နေဝါလဲ ဒါကနွယ်ဝါဖြစ်ပါတယ်သူကဝါလော့ကရဲ့ထူးခြားဆန်းပြတဲ့အမျိုးအစားတစ်ခုဖြစ်ပါတယ်တာမန်ဝါတွေလိုမျိုးမမက်ဆိုင်ပြီးဖြောင်းတန်းစွာကြီးထွားမနေပဲနွယ်ပင်တွေလိုမျိုးတွားတက်ပြီးကြီးထွားလာတတ်ပါတယ်ဒါကြောင့်ဥယျာဉ်ချမ်းမြေတွေကနွယ်စင်တွေပြုလုပ်ဖို့အတွက်အသုံးများပြီးတဘာဝအတိုင်းလွတ်မျိုးနေရဲ့ရှုခင်းလှပုတ်ကိုဖန်တီးပေးနိုင်ပါတယ်